အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဦးပါဟုတ်ကဲ့ကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကတော့နားထဲမှာနော်နားဦးနေတဲ့သူတွေနဖားကြီးတွေပေါ့အထဲထဲမှာခြောက်ပြီးတော့အပြင်ကိုမထွက်ဘူးနောက်တစ်ခုကကျွန်တော်နားထဲကိုရေဝင်ပြီးတော့ရေပြန်မထွက်ဘူးအဲ့ဒီရေနဲ့အဲ့ဒီနဖားကြီးတွေနဲ့ဖြစ်ပြီးတော့မှုတစ်မျိုးလိုမှုယောဂါလိုဖြစ်နေတာပေါ့နော်နားထဲမှာမထွက်ဘူးနားတွေဦးတယ်နားတွေတိတ်မကြားရဘူးပေါ့နော်နဖားကြီးတွေခြောက်ပြီးတော့မာနေတယ်ဆိုတဲ့လူတွေအတွက်လာပြီးတော့နားဆေးတဲ့နီးပေါ့နော်နားဆေးတဲ့ဆေးရည်ကိုလာပြီးတော့မျှဝေပေးမှဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒါဆရာဝန်နော်ဒါဆရာဝန်တွေတောင်မှလမ်းညွှန်ပေးတဲ့ဆေးနီးဖြစ်တယ်ရှက်လကကြီးရှက်လကကြီးလိုတယ်နောက်တစ်ခုကကျတော့ရေနွေးဆိုတာအပူကြီးမဟုတ်ဘူးပေါ့နော်ဒီရောဆက်ပြီးလို့ကိုယ့်ရဲ့နားထဲကိုထည့်လိုက်ရင်အစင်ပြေမဲ့ရေပေါ့ဥမာရေချက်အေးလေရေချက်အေးပေါ့နော်အဲ့ဒီလောက်ဆိုရပြီအဲ့တော့ဘယ်လိုစမလဲဆိုရင်ဒီရှက်လကကြီးတစ်စုံဆိုရင်ရိုးရေက2စွန်းလောက်ထည့်ပြရမယ်နော်ရိုးရေက2စွန်းပြောမဆိုရင်တစား2စနော်သူက2စွန်းဆိုရင်ဒီကောင်4စွန်းလောက်ထည့်ရမယ်အဲ့လိုထည့်ပြီးရောပြီးဆိုရင်ကိုယ့်ရဲ့နားထဲကိုထည့်ပါကိုဖြစ်နေတဲ့နားထဲကိုထည့်ပြီးတော့နော်ခဏလေးထားပေါ့3-5မိနစ်လောက်ထားပြီးပြီဆိုမှကိုစောင်းလိုက်အဲ့ဒါဆိုရင်တေးကြပေါ့အဲ့ဒီနားမှုတွေဖြစ်နေတာဆိုရင်မှုတွေပြန်ပြီးထွက်လာမယ်နော်နားတွေပြန်ပြီးတန့်လာမယ်နားဥတာတွေကိုပြန်ပြီးကောင်းလာမယ်နော်ပြောဆိုနားကိုတန့်စင်ပေးတဲ့ဆေးရည်လို့ပြောလို့ရတယ်ခင်ဗျဒါကတော့မျှဝေသွားလို့ရတယ်ခင်ဗျနော်ဘဟုတုတရတယ်ဆိုရင်မျှဝေသွားပေးနိုင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဆေးတွေလည်းအားပေးနိုင်ပါတယ်အနောက်မှာရှိတာဆိုရင် RCK အကြောပြတန်ကြီးလိမ့်စေဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ TikTok ရဲ့ဒီ line လေးကိုလည်း follow လုပ်ထားပေးပါဘဟုတုတလေးရကျင်တယ်နော်ပစ္စည်းတွေမှာယူနေဆိုရင် follow လည်းလုပ်ထားလို့ရတယ်နော် share ထားလို့လည်းရတယ်နော် Facebook မှာလည်းလာပြီးတော့ follow လုပ်လို့ရပါတယ်ကိုဦး RCK အကြောပြတန်ကြီးလိမ့်စေလို့ရိုက်ရှာပြီးတော့ကျွန်တော်ရဲ့Facebook page ကိုလည်းလာပြီးတော့ follow လုပ်နိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မင်္ဂလာပါ